ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းလေးကတော့ကျွန်တော်တို့ FME service မှာเนาะသုံးတဲ့အသုံးဆောင်ပစ္စည်းတွေဒီမှာပါတယ် glassware အကြောင်းပြောပါမယ်အဲ့တော့ glassware မှာဆိုရင်ကျွန်တော်တို့ type သုံးခုရှိတယ်เนาะကျွန်တော်ဗာလဲဆိုတော့ကျွန်တော်တို့ tumbler glass ရှိတယ်ကျွန်တော်ဒီเนาะပြီးတော့ကျွန်တော်ဒီ footwear လို့ပြောတယ်เนาะ glassware ရှိတယ်ပြီးရင်ကျွန်တော်ဒီ stemware လို့ခေါ်တယ် glassware ရှိတယ် glassware 3မျိုး type 3မျိုးရှိပါတယ် tumbler glass ကိုကျွန်တော်ဘယ်လိုမှတ်လဲဆိုရင် tumbler glass ဆိုတော့ကျွန်တော်ကရွေးလေးပြောရတော့အောက်မှာခြေထောက်မပါဘူးနော်ဒီအခြေခံများပဲပါတော့ဒီကောင်ကို tumbler glass ကိုပြောတယ် footwear လို့ပြောရင် glassware မှာခြေထောက်အတူလေးကိုခြေထောက်အတူလေးကျွန်တော်ပြောတယ်ဒီလိုမျိုးပါတယ်ပြီးရင် stemware ပြောရင်တော့ခြေတဲ့ရှေ့ glass တွေကိုခေါ်ရပြပါတယ်အဲ့ glass တွေနာမည်လေးတွေနဲ့ဘယ်လိုအသုံးပြုလဲဆိုတော့ကျွန်တော်ပြောပြပါမယ်အခုကျွန်တော်တို့ဒီ glass တွေကိုဒါလေးကိုခေါ်တော့ကျွန်တော်ဒီ ROCK rock glass ဒါမှမဟုတ် old fashioned glass လို့ပြောပါတယ်အဓိကဘယ်အတွက်သုံးလဲဆိုကျွန်တော်က sprit တွေ liquor တွေတောက်တဲ့အခါမှာသုံးပါတယ်အပြင်မှာတော့ whiskey glass ဆိုတဲ့ခေါ်တာမျိုးရှိနေပါတယ်နောက်တစ်ခုတော့ဆိုရင် highball glass လို့ပြောပါတယ်ဒီ highball glass ဒီဘယ်အတွက်အဓိကသုံးလဲလို့ပြောရင်ကျွန်တော်ဒီ juice တွေ soft drinks တွေတောက်တဲ့အခါမှာအဓိကသုံးတဲ့ glass မျိုးစားဖြစ်ပါတယ်နောက်တစ် glass မျိုးစားလေးတစ်ခုကတော့ Irish coffee glass ကိုခေါ်ပါတယ် Irish coffee တောက်တာပါ Irish coffee လို့ပြောရင်ကျွန်တော် Irish whiskey ပါပါတယ် whiskey နဲ့ coffee နဲ့ရောတောက်တာဖြစ်ပါတယ်ဒီ glass ကိုခေါ်ပါတယ် Irish whiskey ပါဒီ glass ကတော့ကျွန်တော်ဒီ brandy တောက်တာဖြစ်ပါတယ်ကျွန်တော် brandy bloom လို့ခေါ်တယ် brandy snifter လို့ခေါ်ပါတယ်ဒီ glass က brandy snifter ဒါတော့ကျွန်တော်ဒီhurricane glass ဖြစ်ပါတယ်။သူကတော့ခုနကကျွန်တော်တို့ smoothie တို့ဘာလို့နော်ဒါမျိုးပြောတဲ့ခါလေးဒါမျိုးတွေအတွက်အဓိကထားပြီးသုံးတဲ့ glass လေးဖြစ်ပါတယ်။ short wear stand wear ပြောပါမယ်။ဒါတော့ကျွန်တော်ရေတောက်တယ်ပါ water glass ကိုခေါ်ရတဲ့ water goblet ကျွန်တော်တို့ခေါ်တာပို့ပြီးတော့အဆင်ပြေပါတယ်။ international hotel တွေမှာအဲ့လိုပဲသုံးပါတယ် water goblet ရေတောက်တဲ့ glass ဖြစ်ပါတယ်။နောက်တဲ့ glass နာမည်လေးကတော့ Margarita glass ပြောပါတယ် Margarita ကောက်တီဖြိုတဲ့အခါသုံးတဲ့ glass မျိုးစားဖြစ်ပါတယ် Margarita ဖြိုရင်ဒီမှာ salted really ထည့်ပါတယ်ဒါဒီ Margarita glass ဖြစ်ပါတယ်ခုဒီ glass ရတော့ကျွန်တော် Martini နော် Martini glass လို့ခေါ်တယ်ကောက်တီ glass လို့ခေါ်တယ် Martini ဆိုတော့ကျွန်တော် James Bond ရဲ့အမှတ်သားတောက်တဲ့ drinks နာမည်ဖြစ်ပါတယ်ဒါ Martini glass ဒါမှမဟုတ်ကောက်တီ glass လို့ခေါ်ပါတယ်ဒီ glass ရတော့ champagne တောက်ရင်သုံးတဲ့ glass တွေပါ champagne flute လို့ခေါ်ဘာလို့ flute လဲဆိုတော့ကျွန်တော်ဘယ်လိုလေးဖြစ်နေတယ်အဲကြောင့် champagne flute လို့ခေါ်ပါတယ်နောက်ထပ် glass မျိုးစားလေးရတော့ဒါကတော့ champagne saucer လို့ခေါ်တယ်ဒါ champagne ထည့်တောက်တော့တယ်နောက်ဆုံးဘယ်မှာသုံးလဲဆိုရင်ကျွန်တော်တို့ဘယ်ဆောင်ငလတော်ပွဲတွေအဒီပွဲတွေမှာ champagne fountain နော် fountain လုပ်တယ် champagne ထည့်မယ်ဗာထည့်မယ်ဒီ glass မျိုးစားလေးတွေကျွန်တော်ဒီ fountain လုပ်ပါတယ်နော် glass လေး fountain လုပ်ပြီးတော့သုံးပါတယ်ဒါဒီ champagne saucer လို့ကျွန်တော်ခေါ်ပါတယ်ဒါတော့ကျွန်တော် shot လက်ပါဒါ double shot လက်ပါဒါကတော့ single shot လက်ပါ vodka တော့ကျွန်တော်တောက်တယ် sake တောက်တယ်ဒါတွေလည်းတောက်ပါတယ်ကျွန်တော်ဒီ double shot လက် single shot လက်ဖြစ်ပါတယ်နောက် glass ကတော့ wine တောက်တဲ့ glass wine glass ပါ wine glass တွေဒီကျွန်တော်ဒီလိုမျိုးစားတူတယ်ပုံစံ pattern တူတယ်ဆိုရင်ကျွန်တော်ဒီမှာကြည့်လို့ရှိရင်ဒီလိုမျိုးကြီးတဲ့ကောင်ကို red wine တောက်ပါတယ်ဒီလိုသေးတဲ့ကောင်ကို white wine တောက်ပါတယ်အဲ့တော့ဒါဒီ white wine glass ဒါဒီ red wine glass ဖြစ်ပါတယ်ဒါကတော့ generally ကျွန်တော် service မှာသုံးနေတဲ့အများဆုံးသုံးတော့ glass တွေဖြစ်ပါတယ်အဲ့လိုကြည့်ရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် thank you